မိုက်ဟိုဘာကိစ္စအကူကြီးတောင်းတာလည်းမသိဘူး ကျွန်တော်သမီးလေးသူများအာရမပြုတ်ကြံမှုနဲ့လိုအပ်လို့အကူကြီးတောင်းပါပါဆရာ ဟောဒီအရွယ်လေးကငယ်လေးကိုအာရမပြုတ်ချင်တယ်သမီးအသက်ကဘယ်လောက်ရှိပြီလဲ 9 နှစ်နဲ့10လပါဆရာ 9နှစ်နဲ့10လ ဟုတ်ကဲ့ဆရာ 9နှစ်နဲ့10လကိုဘယ်လိုလူယုံမှမျိုးอ่ะအာရမပြုတ်ချင်ရတယ်ဘယ်လိုဖြစ်တာလဲမသိဘူးဖြစ်စဉ်တွေပြောပြလို့ရတယ် ရပါတယ်ဆရာကျွန်တော်တို့ဟိုမှာအလုပ်လုပ်နေပါတယ်ဆရာ ဟုတ် အလုပ်လုပ်နေတဲ့နေ့မှာသူကအလုပ်မစင်းမဲနဲ့ကလေးနဲ့အတူတူဒီမှာသူ့ညီလေးနဲ့ကစားနေပါတယ်ဆရာကစားနေတဲ့ဟာကိုကလေးကိုဂိမ်းဆော့မယ်ဆိုပြီးခေါ်ပါတယ်ဆရာ ဟုတ် အဲ့ဒါကလေးကအဲ့ဒီမှာဂိမ်းဆော့သူဂိမ်းဆော့နေတာကိုကြည့်ရင်အိပ်ပျော်သွားပါတယ်ဆရာအိပ်ပျော်သွားတဲ့အခါမှာသူကကလေးကိုအတင်းအာရမပြုတ်ကြံပါတယ်ဆရာ အဲ့ဒီမဒိန်းသမားရဲ့အသက်ကဘယ်လောက်ရှိပြီ 25နှစ်ပါဆရာ 25ဟုတ်ကဲ့သူ့နာမည်ဘယ်လိုခေါ်လဲ စင်ကိုပါဆရာ သူ့ဇာတိရပဲရလဲ သူ့စာတီကတော့ကျွန်တော်တို့မသိပါဘူးဆရာဒီရောက်မှသိပါတယ်ဆရာ ရောက်မှပြီနော်သမီးလေးအသက်ကဘယ်လောက်ရှိပြီသမီးအသက်ဘယ်လောက်ရှိသေးလား 9 နှစ်နဲ့10လ ကျောင်း နှစ်တန်းရှိပါတ တ ယ် န်း ဆ ရှိ ရာ တယ်နော်အဲ့ခါကျတော့အခုအဲ့လိုမျိုးအဓမ္မသမားကအဓမ္မကျင့်သွားတဲ့ခါကျဒီကလေးကဆေးရုံတင်ရမှာပေါ့ ဟုတ်ကဲ့ဆေးရုပ်တင်လိုက်ရပါတယ်ဆရာ ဆေးရုံတင်တဲ့ခါကျတော့ဘယ်လိုအနေထားတွေဖြစ်လဲလို့ပြောလဲ အခုကလေးမိမကူကကွဲနေလို့ချုပ်နေရပါတယ်ဆရာချုပ်လိုက်ရပါတယ် ပြောမှဆိုရင်ဒီလေသူ့အသက်9နှစ်နဲ့8လဆိုတဲ့အရွယ်လေးမှာအဓမ္မပြုကျင့်ခံရတဲ့ခါကျတော့မိမကိုကွဲဆိုပြီးတော့ချုပ်လိုက်ရတာပေါ့ ဟုတ် နော် ကဲ့ဆရာ အဲ့ဒါကလေးကအခုထိုင်လို့တော့မရဘူး ထိုင်လို့တော့မရပါဘူးဆရာမတ်တပ်ပဲနေရပါ အဲ့ခါကျတော့ဒီကလေးရဲ့ကျမ်းမာရေးအခုပွင့်လင်းပြောရင်အမားတို့ကိုယ်တိုင်တော့မစားတော့ဖို့ကမလုံလောက်ဘူး မလုံလောက်ဘူးဆရာ လုံလောက်တဲ့ခါကျတော့ဒီကလေးစိတ်ကူးသားဖို့နဲ့ဒီကလေးနောင်ရေးအတွက်အကူကြီးတောင်းတာပေါ့ ဟုတ်ကဲ့အကူကြီးတောင်းပါတယ်ဆရာဟုတ်ကဲ့တို့အဲ့လိုဆရာတို့ရှိမှအကူကြီးတောင်းပါတယ်ဆရာ ဒုက္ခပဲနော်ကိုအဲ့ဒီလူကိုကြားရတော့ဟိုဖမ်းသွားပြီလား ဟုတ်ကဲ့ဖမ်းသွားပါပြီဆရာ ဒီပေါ့နော်ဒီဘာမီးရမလားမသိဘူးပြောရမှာအာနာ ညီပါဆရာ ဟုတ်ပြီအမေနော်အဲ့ခါကျတော့ကလေးရရောအမကကလေးဘယ်နှစ်ယောက်ရှိလဲ 3ယောက်ရှိပါဆရာ ကလေး3ယောက်ရှိနော်ကလေး3ယောက်ရှိတယ်မှာဒီကလေးကအငယ်ဆုံးမလား ဒီကလေးကအငယ်ဆုံးပါဆရာ အငယ်ဆုံးလေးကိုမှ तू ကဒီလိုရွေးချယ်ပြီးတော့ရုံးมาတော့ ဟုတ်ကဲ့ဆရာ ဟုတ်ပြီအဲ့ဒီခါကျတော့ပြောမယ်ဆိုရင်နောက်ဆိုရင်ကိုကဒဇိန်းကိုယုံလို့မရဘူးလေနော် ဟုတ်ကဲ့ဆရာ ဟိုဘာလဲပြောတော့ကလေးပဲရှိအခုခေတ်ကမလွယ်ဘူးနော် ဟုတ်ကဲ့ဆ ခေ ရာ တ်ကဘယ်လိုလဲကလေးလည်းမသိလူကြီးလည်းမသိနော် ဟုတ်ကဲ့ဆရာ ဘယ်လိုမျိုးအာရမပြုချင်းခံရတဲ့ခါကျတော့ကလေးရဲ့အနာဂတ်အတွက်လည်းမကောင်းဘူးဟုတ်တော့သူ့ကျမ်းမာရေးအတွက်လည်းမကောင်းဘူးအခုပြောမယ်ဆိုရင်အခုဒါကတော့ဗောနော်အသက်က9နှစ်နဲ့10လပဲရှိသေးတယ်သမီးငယ်လေးပေါ့နော်10လလားဩ9နှစ်နဲ့10လပဲရှိသေးတယ်သမီးငယ်လေးပေါ့နော်ဒီသမီးငယ်လေးကတော့ဘယ်နှစ်လောက်ရှိပြီလဲကိစ္စပြော ဟိုဟာဖြစ်တဲ့ကိစ္စလား ဟုတ် ဟို25ရက်နေ့ဖြစ်ပါလိမ့် 25ရက်နေ့ပေါ့နော်ဒီလ25ရက်နေ့ရပေါ့အာတမပြုကျင့်ခံရပါတော့သမီးလေးကဒီလူရုံးမှာတော့ဟို25နှစ်အရွယ်ပေါ့နော်သူကလည်းအဲ့ဒီလူရုံးမှာတော့ဖမ်းသွားပြီလို့ပြောပါတယ်ဖြစ်တခုကြီးတောင်းခံရတဲ့အကြောင်းရင်းကတော့ဒီကလေးရဲ့စေကူတာဖို့ပေါ့နော်စေကူတာဖို့အတွက်တာဖို့နေဖို့ထိုင်ဖို့အတွက်အရန်လို့တက်နေလို့ဟိုဒီအဆက်တွေကိုဘေးထွက်ပြီးတော့တို့မင်းသားပရိုက်တာကိုအကူကြီးတောင်းတာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေ့တော့မာဒီလူရှင်တူလေးနဲ့လူသားပြင်မယ်နော် ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဆရာ ဒီနေ့ရဲ့လူရှင်ကကြတော့ကိုရဲနိုင်ဆိုcosmetic ကနေပြီးတော့ဒီသမီးငယ်လေးအတွက်အလှူငွေ3သိန်းလှူသွားပေးလိုက်မယ်နော်တကယ်လို့များဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဒီလိုလှူဒန်းမဲ့အလှူရှင်တွေရှိကျွန်တော်လာလှူပေးမယ်နော် အလူရှင်တွေလည်းကျမ်းပါပါချမ်းသာပါစေဒါလည်းမကလည်းလူနဲ့တန်းနိုင်ပါလာလူပေးတဲ့အကူလည်းကျမ်းပါပါချမ်းသာပါစေ ဟုတ်အမငယ်နဲ့နော်သမီးနော်စိတ်ကူးသားလိုက်ပျောက်သွားမယ်နော်စိတ်ပြပါတယ်နော်